မင်္ဂလာပါရှင်ကြီးစုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးဘေးဥပတ်အန္တရာယ်အသွယ်တွေကကင်းဝေးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုမျှဝေပေးနေတဲ့ကျမတို့ရဲ့ BIZ Channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့အမျိုးသားတွေအတွက်တီးတန့်ရည်ရွယ်ပြီးအရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးသွားမှာပါဟင်းခွက်ထဲမှာအမြဲတွေ့ရတတ်ပေမဲ့တခါတလေလူရာအသွင်းမခံရတဲ့ရုံးပတိတီဟာအမျိုးသားတွေရဲ့ကျန်းမာရေးခွန်အားနဲ့စွမ်းဆောင်ရည်အတွက်ဘလောက်တောင်အမခန်းအကျိုးပြုတယ်ဆိုတာသင်သိပါသလားရှင်ဒီလိုဝက်ချက်တွေကိုသိသွားရင်တော့ရုံးပတိတီကိုသင်မိတိုင်းစားချင်သွားပါလိမ့်မယ်ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ရုံးပတိတီဟာပူရိတတွေအတွက်တဘာဝအားစီးတစ်ခွက်ဆိုတာပါပဲရုံးပတိတီမှာအမျိုးသားတွေအတွက်အရန်ကိုအရေးကြီးတဲ့ zinc ဓာတ်နဲ့ folate ဓာတ်တွေကျွယ်ဝစွာပါဝင်ပါတယ်ဒီ zinc ဓာတ်ဟာအမျိုးသားဟော်မုန်း testosterone ထုတ်လုပ်မှုကိုတဘာဝအတိုင်းမြင့်တင်ပေးုံသာမကမျိုးပွားစနစ်ကျန်းမာရေးအတွက်အဓိကတော့ချက်တစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်ညောင်းညာကြိုက်ခဲတာအလွယ်တကူမောပန်းနွမ်းနေတာတွေကိုဖယ်ရှားပေးပြီးတနေ့တာလုံးအတွက်လိုအပ်တဲ့ခွန်အားနဲ့ခံနိုင်ရည်ကိုတိတိတသာတိုးတက်လာစေပါတယ်နောက်ထပ်အရေးကြီးဆုံးအချက်တစ်ချက်ကတော့သွေးလည်ပတ်မှုပါပဲရုံးပတိသီးမှာပါဝင်တဲ့ဗီတာမင် C နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေဟာသွေးကြောတွေကိုကျန်းမာစေပြီးခန္ဓာကိုယ်အနှံ့အပြားကိုသွေးလည်ပတ်မှုအထူးကောင်းမွန်စေပါတယ်သွေးလည်ပတ်မှုကောင်းမွန်ခြင်းဟာအမျိုးသားတွေရဲ့ကိုယ်တွင်းအင်္ဂါကျန်းမာရေးနဲ့စွမ်းဆောင်ရည်ကိုအကောင်းဆုံးဖြစ်အောင်ထောက်ပံ့ပေးနိုင်ပါတယ်ဒါအပြင်ရုံးပတိသီးရဲ့အချွဲဓာတ်မှာပါတဲ့သဘာဝအမြင်ဓာတ်soluble fiber တွေဟာသွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်အောင်ထိန်းညှိပေးလို့စီးချိုကြောင့်ဖြစ်တတ်တဲ့နောက်ဆက်တွဲစွမ်းဆောင်ရည်ကျဆင်းမှုတွေကိုလည်းအပြည့်အဝကာကွယ်ပေးနိုင်ပါတယ်ရှင်။ဒါဆိုရင်ဒီလောက်အစွမ်းထက်တဲ့ရုံးပတိသီးကိုဘယ်လိုစားသုံးကြမလဲ။အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ရုံးပတိသီးစိန်ကြီးတောက်တာပါပဲ။ညအိပ်ရာမဝင်ခင်ရုံးပတိသီး2တောင့်3တောင့်လောက်ကိုထိပ်ပိုင်းနဲ့အမီပိုင်းဖြတ်ရေတန့်တစ်ခွက်ထဲစိန်ထားပြီးမနဲ့လင်းတာနဲ့အဲ့ဒီရေကိုတောက်ပေးရုံပါပဲအချွဲမကြိုက်တဲ့သူတွေအတွက်ကတော့မီအေးအေးနဲ့ကင်စားတာဖြစ်ဖြစ်တန်လွင်စီလေးနဲ့အပေါ့စားကြော်စားတာမျိုးဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်ရှင်ကဲဒီလောက်ဆိုရင်ရုံးပတိသီးဟာဟင်းရံတတ်မဟုတ်ဘဲအမျိုးသားတွေအတွက်တကယ့်ကိုအားကိုးရမယ့်တဘာဝအားစီးတစ်ခွက်ဆိုတာသိလောက်ပြီပေါ့နော်ဒီ podcast လေးကိုနားထောင်နေတဲ့အမျိုးသားတွေပဲဖြစ်ဖြစ်ကိုချစ်သူခင်ပွန်းအတွက်ဂရုစိုက်ပေးခြင်းနဲ့အမျိုးသမီးတွေပဲဖြစ်ဖြစ်ဒီသတင်းစကားလေးကိုလက်ဆင့်ကမ်းမျှဝေပြီးဖို့မမိနဲ့နော်နောက်အပတ်ဒီမှာလဲဘလို့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်နားဆင်ပေးပါအောင်ရှင်ခုလို BIZ Channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်နောက်ကိုလည်းခုလိုအကျိုးရှိမဲ့အကြောင်းအရာလေးတွေနားဆင်ရအောင် BIZ Channel ကို Subscribe လုပ်ထားပေးပါနော်အားလုံးပဲခွန်အားတွေပြေဝပြီးကျမ်းမာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်